အားလုံးပဲမင်္ဂလာပါရှင် Midnight Terror Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတစ်ခါမှာတော့ပရိသတ်ကြီးတို့အတွက်ထိတ်လန့်ကြောချမ်းဖွဲ့ရာကောင်းတဲ့ညဆိုင်ရဲ့ဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါ။ညဆိုင်ရဲ့ဝိညာဉ်အလောက်တင်ဆရာဝန်လေးမင်းခန့်တယောက်လူသူရှင်းတဲ့နယ်ဆေးရုံဟောင်းကြီးတစ်ခုမှာပထမဆုံးအကြိမ်ညဆိုင်ကြပါတယ်။ဆေးရုံရဲ့ဇင်းချက်လမ်းတွေကမှောင်မှောင်မဲမဲနဲ့အေးစိမ့်နေတယ်။စီနီယာသူနာပြုကြီးကညဖက်ဘသူခေါ်ခေါ်လှဲမကြီးနဲ့အထူးသဖြင့်ခွဲစိတ်ခန်းပြီးဖက်ကအတန်ကြားရင်မသွားနဲ့လို့သတိပေးပါတယ်။မင်းခန့်တယောက်တည်းထိုင်နေတော့လူနာတင်ကလေးတစ်ခုကသူ့အလိုလိုဇင်းချက်လမ်းအတိုင်းတရွတ်တိုက်ရွေ့သွားတာကိုမြင်လိုက်ရပါတယ်။ခွဲစိတ်ခန်းပြီးထဲကနေတန်ချောင်းချင်းထိခတ်တန်ချွတ်ချွတ်ဆိုတဲ့အတန်တွေကိုလည်းမင်းခန့်ကြားလိုက်ရပါတယ်။မင်းခန့်ဟာဆက်စုလိုစိတ်နဲ့ခွဲစိတ်ခန်းပြီးနားကိုကတ်သွားပါတယ်။သူခွဲစိတ်ခန်းတကားကိုအသာဟကြည့်လိုက်တော့လူတစ်ယောက်ကြောပေးပြီးခွဲစိတ်ကရင်ပေါ်မှာတခုခုကိုအသေးအတန်လုံနေတာတွေတွေ့ရပါတယ်။သူ့ရဲ့ဝတ်စုံကလွန်ခဲ့တဲ့နှစ်30ကဝတ်တဲ့ဆရာဝန်ဝတ်စုံအဟောင်းကြီးပေါ့။မင်းခန့်ကဆရာဘာကူညီပေးရမလဲလို့မေးလိုက်ချိန်မှာထိုလူကဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်။မျက်နှာကအရည်ပြားတွေလန်နေပြီးမျက်လုံးတစ်ဖက်မရှိတော့တဲ့ဒေါက်တာဦးတုတဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒေါက်တာတရေကသွေးစွန်းနေတဲ့ခွဲစိတ်ဓာတ်ကိုကင်ပြီးမင်းငါလူနာကိုကယ်ပေးနိုင်မလားလို့မေးလိုက်ပါတယ်။မင်းခန့်ဟာစောင်းလန့်တကြားထွက်ပြေးဖို့ကြိုးစားပေမဲ့တကားတွေအကုန်ပိတ်သွားခဲ့ပါတယ်။ဒေါက်တာတရေကသူ့ကိုအတင်းဆွဲခေါ်ပြီးခွဲစိတ်ကရင်ပေါ်ကလူနာကိုပြတယ်။ထူးဆန်းတာကထိုလူနာဟာလွန်ခဲ့တဲ့2ရက်ကမှဆေးရုံမှာဆုံးသွားတဲ့လူနာဖြစ်နေတယ်။ဒေါက်တာတရေကသူ့ကိုယ်သူခွဲစိတ်ဆရာဝန်လို့ထင်နေတော့ဖြစ်ပြီးငါခွဲစိတ်မှုမပြီးမချင်းဘယ်သူမှဒီအခန်းထဲကထွက်လို့မရဘူးလို့စိန်ချောက်လိုက်ပါတယ်။မင်းခန့်ဟာတရေနဲ့အတူတူမရှိတော့တဲ့လူနာကိုခွဲစိတ်ကုသပေးနေရတဲ့အသေးအားစရာအခြေအနေကိုရောက်သွားပါတယ်။ခွဲစိတ်နေတော့လူနာကရုတ်တရက်မျက်လုံးပွင့်လာပြီးမင်းခန့်ရဲ့လက်ကဝတ်ကိုဖမ်းဆွဲလိုက်တဲ့ချိန်မှာမင်းခန့်ဟာထူးဆန်းတဲ့အတိတ်ကဖြစ်ရပ်တွေကိုမြင်ရောင်လာပါတယ်။ဒေါက်တာဦးတုတဟာလွန်ခဲ့တဲ့နှစ်30ကဒီဆေးရုံမှာအတော်ဆုံးခွဲစိတ်ဆရာဝန်ဖြစ်ခဲ့ပေမဲ့အချိန်ပိုတွေအလောက်လုံးလို့ပင်ပန်းပြီးခွဲစိတ်မှုတစ်ခုမှာအမားလုံးမိခဲ့ပါတယ်။လူနာသေဆုံးသွားတဲ့အတွက်စိတ်မကောင်းဖြစ်ပြီးသူ့ကိုယ်သူဒီခွဲစိတ်ခံထဲမှာပဲအဆုံးစီရင်သွားခဲ့တာပါ။အခုသူဟာအဲ့ဒီအမားကိုပြင်ဆင်လို့ညတိုင်းဝိညာဉ်လောကမှာခွဲစိတ်မှုတွေဆက်လက်လုပ်နေတာဖြစ်ကြောင်းမင်းခန့်နားလည်သွားပါတယ်။ဒေါက်တာတရေကဒီတခါတော့အမားမခံဘူးမင်းရဲ့နှလုံးသားကိုငါကိုပေးလို့ပြောပြီးမင်းခန့်စီဓာတ်နဲ့တိုးလာပါတယ်။မင်းခန့်တယောက်အသက်လူပြီးရုန်းကန်ရပါတော့တယ်။မင်းခန့်ကဆရာလူနာကသေသွားတာကြပြီ။ဆရာလည်းနားသိပြီလို့ပြောပြီးဖျားစာတွေယွန်းလိုက်ပါတယ်။ခွဲစိတ်ခန်းထဲကမီးတွေတစ်ဖြက်ဖြက်လင်းလာပြီးဒေါက်တာတရေရဲ့ရုပ်တွင်ကကြောက်စရာကောင်းတဲ့ပုံစံကနေသနာစရာကောင်းတဲ့ပုံစံကိုပြောင်းသွားပါတယ်။ငါနားချင်ပြီလို့ညီးတွားရင်ဒေါက်တာတရေဝိညာဉ်ဟာတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။မင်းခန့်သတိပြန်ရလာချိန်မှာသူဟာခွဲစိတ်ခန်းပြီးအပြင်ဖက်ကျမ်းပြင်ပေါ်မှာလဲနေတာကိုတွေ့လိုက်ရပါတယ်။မနက်လင်းတော့စီနီယာသူနာပြုကြီးရောက်လာပြီးညကအဆင်ပြေရဲ့လားလို့မေးတယ်။မင်းခန့်ကပြုံးပြီးပြေပါတယ်လို့ပြောပေမဲ့သူ့ရဲ့လက်ကဝတ်မှာတော့သွေးစွန်းနေတဲ့လက်ပွေရာကြီးတွေထင်ကျန်နေတာကိုတွေ့လိုက်ရပါတယ်။ ဇက်
လန်လေးကတော့ဒီမှာရင်ပြီးဆုံးပါပြီပရိသတ်ကြီးတို့ရဲ့ဒီထက်ပိုပြီးထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့တရေဇက်လန်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်နော်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်